Hello အားလုံးပဲမင်္ဂလာပါမင်းတို့မာကြီးခလိုက်နေမင်းတို့မာကြီးရဲ့ vlog ကနေပြန်လဲကြိုဆိုပါတယ် welcome back ပါ Okay Thank you ပစ္စည်းလေးတွေဖဲကြတယ်အဲ့တော့ဒီနေ့ vlog လေးကတော့ကိုနေဝင်းရဲ့နှလုံးသားပတ်လည် music video ရိုက်တော့ BTS လေးရိုက်ခဲ့သမျှလေးပေါ့နော်အမှတ်တရကတော့ Lara ဒီလှော်ကားဟိုမရောက်တာအရန်ကြာပြီပြီးတော့ I hate monkey မြောက်တွေအများကြီးပဲနောက်တစ်ခုကတော့ပြီးတော့အကောင့်ဘလောင်နေပေါ့နော်အမှတ်တရလေးတစ်ခုပေါ့နော်အရန်တော့ပြောစရာကောင်းခဲ့ပါတယ်နောက်ထပ်လည်း Lara ဒီလို music video BTS လေးတွေ lifestyle vlog လေးတွေ beauty ပဲဖြစ်ဖြစ် anything ပေါ့နော်ပြင်သွားမှဖြစ်လို့ channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့ရှင်အရင်တကယ်ချင်းနေနေလာတော့အဲ့ကဝါဒူလိုလေးပါကလေးရဲ့ဒါပေမဲ့မင်းเจ้าတော့ဒီဘေးရရှေ့ကြီးကိုတွေးခြင်းတခါကျရင်စဉ်းစားနေတာကိုယ့်ကိုပြန်ကြည့်အော်ငါသရုပ်ဆောင်နေတာပဲတော်တော်ရည်ရတယ်ဆိုပြီးတော့နေဝင်းကလည်းဘလိုဘလိုလေးလှုပ်ဆိုပြီးတေချာလေးတင်ပေးပါတယ်ဒီလေပနှုံးကိုမှနေချာတွေးရတဲ့အထက်အများကြီးပိုတယ်လို့ပြောတဲ့စကားကအမှန်ပဲလားလို့လေဒါပေမဲ့မင်းเจ้าတော့ဒီဘေးရရှေ့ကြီးကိုတွေးခြင်းကျမတို့ရိုက်တာတော့မနက်9နာရီလောက်ကနေည7လောက်ထိထင်တယ်ဒါလေးကတော့ထမင်းစား lunch break လေးပဲဖြစ်ပါတယ်တွေ့ဝိုင်းလားအေးကတော့ချလိုက်အဲ့ဒီမှာမကွာဒီစကားနဲ့ထုတ်ဖေဘူးသမီး director ရဲ့မှာချစ်စရာအကောင်းဆုံးပဲတခြားရှင်းပြပြီးတခြား view site ပေးလို့ကိုဝန်းတွင်းလည်းကျေးဇူးတင်ပါတယ်လို့location တွေကတော့လေတစ်ပင်တွေပါရေးကြားထဲမှာရိုက်ရဆိုတော့နည်းနည်းတော့ကြောက်တယ်အကောင့်တွေပါလေးရှိတယ်ပေါ့နော် music video တစ်ခုထွက်ဖို့ကလည်းလေကြည့်လိုက်ရတာဒါမိနစ်ပိုင်းလွယ်လွယ်လေးပေါ့နော်ခဲတန်းကျတော့တော်တော်လေးအနောက်ကလုံးဝန်းထားရတာအဖွဲတွေရော makeup ဆရာတွေရောအားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ဒီချင်ရဲ့ငါဘဝရဲ့စာမျက်နှာတိုင်းမှာမင်းနဲ့ငါနဲ့ချစ်တဲ့အကြောင်းတွေကိုတဝါကြီးကိုရှာကြီးကိုရေးခြင်းနဲ့မင်းရှက်နေတာလေးတွေကိုတော့လူတွေကိုငါပေးမမြင်ရဲ့တယောက်တည်းပဲသိမ်းထားတော့မယ်ဈေးမတင်နဲ့စိတ်တူရဲ့ babyအဒိုလီရောက်ရဲ့တွေ့ဆုံခြင်းရဲ့ကြည်တဲ့ရဲ့အောက်တော့မှရိုက်တာဆိုတော့လေမိုးမရွာဖို့ပဲဆူတောင်းနေကြတာဒီမနက်ပိုင်းနေ့မှာတော့တော်တော်လေးကန်ကောင်းနေသေးတယ်ပေါ့နော်မိုးလုံးဝမရွာပါဘူးနေပူပါတယ်ဟုတ်ကဲ့ပါပြီပြည့်ရလားမထွက်ပြေးရဆိုရဲဆိုမျက်နှာ Facebook ပဲကြောက်ဒီကလေးနဲ့ပဲအေးလို့နေကိုကြီးရမှာမလဲပါနေထားလိုက်ပါမယ်3 2 1 action ကြောင်တဲ့မင်းစီရောက်ကြောင်မဲ့စဉ်းစားတဲ့ဘယ်အရာမှလည်းမမြင်မင်းနဲ့တော့မြင်ချင်တယ်ပြင်းနေ baby အဒိုလီရောက်ရဲ့တွေ့ဆုံခြင်းမရိုလီရောက်ရဲ့ချစ်ချင်းများကဘာကြီးတဲ့မြဲဒီတန်းရမယ်ဘယ်တော့မှမပြည့်စည်ရလောဝိုင်းနဲ့ writer ရဲ့ညတောင်တောင်ခက်ရလားမသိဘူးတေးသေးချာချာကိုကြည့်နေတာအဲ့ဒါပြီးတော့ညနေပိုင်းလောက်ရောက်တော့ရရလေးတို့လာလဲပါတယ်အရန်ချစ်စရာကောင်းတာပဲသိလားတော်တော်လဲ bright ဖြစ်တယ်တော့ကားတွေကပဲနောက်ထပ် location တစ်ခုလှေပေါ်မှာရိုက်မဲ့ scene လေးစီရောက်ပါပြီရေကန်ထဲမှာကြာရွက်တွေဆိုတာအပြည့်ပဲသွားမယ်တချင်းများနဲ့နေပန်ရောက်ကြောင်းတဲ့မင်းစီရောက်ကြောင်းပဲစဉ်းစားတယ်တော့မြင်ချင်တယ်ဘယ်နေရာမှလည်းမလှဲမင်းချင်ခွင်တော့လှဲချင်တယ်ဘယ်လက်ကိုမှလည်းမတွန်းရဘိုးဒီမှာဟိုမှာလမ်းစားတဲ့ဟာမှာတခုရရေကန်ဘက်ကိုသူငေးကြည့်ပြီးတော့မှိုင်နေတဲ့အချိန်ကိုရအမှန်အဲ့လေနဲ့ရောက်လာဒါဆိုပြီးတော့ငါဘဝရဲ့စာမျက်နှာတိုင်းဟိုရဖလင်လိုက်တာအဝါဖြစ်မယ်ဝါကိုပိုင်းအောက်တော့မှရိုက်ရတာတော်တော်မလွယ်ဘူးဟေးစီးကျုပ်ဝမ်းကျုပ်ကိုရိုက်ပြတ်တာမင်းကျေးဇူးအများကြီးတင်တယ်စုံဝင်ရတဲ့ကံလေးအားရပြောပြီးအားရပါရရှိကြတယ်မင်းရဲ့ခေါင်းလေး
လာတို့ညနေရောက်တော့ဒီစင်းလေးရိုက်နေရင်းနဲ့ရုတ်တရက်ချက်ချင်းဆိုသလိုမိုးတွေရွာချလာတဲ့အချိန်မှာအားလုံးပဲအထဲကိုပြေးဝင်ကြရပါတယ်တချို့အဲ့လိုနေလေစားစားတဲ့စင်းလေးပါလေးတွေတော့မရိုက်လိုက်ရဘူးပေါ့နော်ရာသီဥတုအချိန်လေးလေးအဲ့လိုဖြစ်သွားလို့ညဘက်ဒီပါတယ်မီးပုံလုပ်တဲ့စင်းလေးပဲရိုက်လိုက်ပါတယ်အမှန်တော့ coffee ခွက်ထဲမှာ coffee လည်းမရှိဘူးကျမ vape တွေမှုတ်ထည့်တာတစ်လုံးပိတ်ထားပြရစီကွာအချိန်နဲ့မင်းနဲ့ရှိခင်ပါဟေးဟေးအချိန်ကဟေးဟေးကြောင်တဲ့မင်းစီရောက်ကြောင်မဲ့စဉ်းစားတယ်ဘယ်အရာမှလည်းမမြင် music video လေးလည်းနောက်ထပ်လာတော့ထပ်ရိုက်ထားတာရှိပါတယ်ကိုလုပ်တဲ့အလုပ်ပုံမှာတော့လာတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်ဘယ်အလုပ်ကလေးမဆိုလာတော့စေတနာပပလေးလုပ်ပေးတယ်ဝါသနာပါတဲ့အလုပ်ကလေးလည်းလုပ်နေရဆိုတော့ပြင်မမပျော်ပါတယ် Okay, that's a wrap. xong rồi bà bi Đây,